ကဲဒီကနေ့ကတော့မကောင်းဆိုးဝါးဝိညာဉ်တကောင်ပူကခံနေရတဲ့လူတစ်ယောက်ရဲ့ဖြစ်ရစံဗီဒီယိုတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အဲ့တော့ကြောင့်မလို့ခုတီဗီကိုကြည့်နေတဲ့သူတွေကပရလောကဝိညာဉ်တွေကိုစိတ်ဝင်စားတဲ့သူတွေပါတယ်ဆိုလို့ရှိရင်တော့ကျွန်မနဲ့ဒီဗီဒီယိုလေးကိုရှင်းဆက်ပြီးတော့ကြည့်လိုက်ကြအောင်ရှင်။ကျွန်တော်ငယ်တုန်းကကျွန်တော်မိသူ့ရဲ့ဆွေမျိုးတယောက်မကောင်းဆိုးဝါးဝင်ပူးခံရတဲ့အကြောင်းပြောပြလိမ့်ရှိတယ်။ဒီဖြစ်ပျက်ကဘလပိုင်မှာဖြစ်သွားခဲ့တာပါ။ကျွန်တော်အမေတကယ်အပြင်မှာကြုံခဲ့ရတဲ့ဖြစ်ရမှန်လေးပေါ့။သူကတော့ကျွန်တော်အမေရဲ့အမေအဖွားလူဘက်ကဝမ်းကွက်ညစ်မှာပါ။သူနဲ့ကျွန်တော်အမေနဲ့ကတိတ်တော့မရင်းနှီးကြပါဘူး။ဒါပေမဲ့သူမှမကောင်းဆိုးဝါးဝင်ပူးခံရတဲ့နောက်မှာအဖွားကအကူညီတောင်းတာကြောင့်သွားပြီးကူညီပေးရတယ်။ဒါမှပြည့်ခင်တော့ကသူမှသွားကြိုက်တာကိုနှစ်နဲ့ချီပြီးခန်းစားနေရတယ်။အဲအချိန်တုန်းကဆိုဆရာဝန်သွားပြဖို့ဆိုတာကဈေးရလည်းရန်ကြီးခဲ့တယ်။ရွေးချက်စရာမရှိရတဲ့အဆုံးသူမှလည်းရွာပြင်ဘက်ကယုံကြည်ခြင်းကုသသူစီမှာသွားပြခဲ့တယ်။အဲဆေးဆရာကလည်းသူမှအစာစားပြီးတိုင်းပုံမှန်တောက်ဖို့အတွက်ဆေးထုပ်လေးတစ်ခုကိုပေးလိုက်တယ်။ယုံကြည်ခြင်းကုသသူဆိုတာကိုတိတ်ပြီးမတိကျသေးတဲ့သူတွေတက်ကတော့သူတို့ကဘာသာရေးကိုအတော်ကိုက်ချိုက်ပြီးတော့ခရစ်ယာန်ဆေးကုသသူတွေပါ။ဒလိရတော့စိတ်ဝိညာဉ်နဲ့ရုပ်ပိုင်းဆိုင်ရာကိုကုသပေးသူတွေပါ။သူမှလည်းယုံကြည်ခြင်းကုသသူရဲ့ညွှန်ကြားချက်အတိုင်းပဲအဲညမှာပဲဆေးကိုထမင်းစားပြီးတောက်လိုက်တယ်။တိတ်မကြခင်မှာသူမှတော်တော်ဖျားနာပါတော့တယ်။သူမအဲယုံကြည်ခြင်းကုသသူကိုတွေ့ပြီးရဲ့နောက်မှာပဲသူမဟာလုံးဝကိုပြောင်းလဲသွားခဲ့တယ်။တရားရုပ်ကသူ့ရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်ကိုသိမ့်ပိုက်လိုက်တယ်လို့ပေါ့။သူမရဲ့ကိုယ်ခန္ဓာထဲမှာတခြားမကောင်းဆိုးဝါးတစ်ကောင်ကဝင်ဘူးနေလို့ဖြစ်နေပြီးမိသားစုဝင်တို့ကိုပါတခြားသူတယောက်လိုစပြီးကျိန်ဆဲပြီးတပ်ဖို့တွေပါလှုပ်လာပါတယ်။တဖြည်းဖြည်းနဲ့သူမရဲ့ကလေးတွေရောတခြားသူတွေပါသူမကိုကြောက်လာကြတယ်။နောက်တော့သူမအဲယုံကြည်ခြင်းကုသသူစီကိုပြန်သွားရှာတယ်။ဒါပေမဲ့မတွေ့တာကြောင့်တရားလုံးကလူတွေရဲ့အကူအညီနဲ့အဲလူကိုနှံ့အောင်လို့လိုက်ရှာကြတယ်။ဒါပေမဲ့သူကလုံးဝပြက်ကွက်သွားခဲ့တယ်။ရွာကလူအချို့လောက်ပဲအဲကုသသူကိုတီးကြတာပါ။အမှန်တော့သူတို့လည်းအဲလူကိုခရစ်ယာန်စေကုသပေးသူလို့ပဲထင်ခဲ့ကြတယ်။ဒါပေမဲ့အမှန်တော့မှောင်မိုက်တဲ့နတ်ဆိုးတွေကိုကိုးကွယ်တဲ့သူတူပါလူတိုင်းကလည်းသူမဟာကျင်းစာနဲ့အောက်လန်းအတိုက်ခံရပြီလို့ပြောပြီးအဲဆေးကိုစက်မတောက်တော့ပဲလွှင့်ပစ်လိုက်ဖို့ကိုအကြံပေးကြတယ်ဒါပေမဲ့ဒါကလုံးဝကိုနောက်ကျသွားခဲ့ပြီသူမကိုယ်တိုင်တော့မဟုတ်တော့လို့အခြေအနေကတော်တော်ဆိုးရွားလာတယ်နားမလည်နိုင်တဲ့တခြားသောဘာသာစကားတွေပါပြောပြီးသူမကိုသူမနာအောင်လို့စပြီးလုပ်ပါတော့တယ်သူမရဲ့အရွယ်ရောက်တဲ့သားလေးနှစ်ယောက်နဲ့သူ့ယောက်ျားလည်းသူမကိုဘယ်လောက်ပဲချုပ်ထားပါစေပြန်ပြီးမရမကောက်ရုံးတယ်ဒါပေမဲ့နှောက်တော့မရတဲ့အစုံမှာသူမကိုကျိုးနဲ့အဲ့ရနဲ့ခြိထားလိုက်ရတယ်ကျွန်တော်မိကအဲတုန်းကသူနာပြုတင်တက်နေတာဆိုတော့ဘွားကသူ့ကိုသွားကူညီပေးဖို့ကူညီတောင်းတာပေါ့ကျွန်တော်မိပြောပြတာကတော့သူမကိုရေတပတ်ဝတ်နဲ့တိုက်ပေးတဲ့အခါကျရင်အမြဲကြိုက်ဖို့အချင်းချင်းကြိုးစားပြီးမကောင်းဆိုးဝါးတကောင်လို့အတန်ကြီးနဲ့ရဲနေရတဲ့ပါသူမရဲ့ယောက်ျားလဲဒီတခံဘုံကြီးတွေကိုသူမကိုကယ်ဖို့အတွက်ကိုယ်ထဲမှာဝင်ဘူးနေတဲ့မကောင်းဆိုးဝါးကိုအပနေဖို့အကူညီတောင်းတယ်ဒါပေမဲ့သူတို့ကအမြင်ငင်းတယ်ဘယ်ဘုံတော်ကြီးကမှသူမနာမကက်ရဲကြဘူးဘာလို့ဆိုသူတို့ကစုံးတဲ့မကောင်းဆိုးဝါးနေရနေတိတ်မတိကြလို့ပါအကယ်လို့နှင်းလိုက်လို့ထွက်လာတဲ့မကောင်းဆိုးဝါးဝင်းကြီးကသူတို့ကိုထပ်ပြီးဝင်ဘူးသွားမှာကိုလည်းကြောက်ကြလို့ပေါ့သူမရဲ့အမေဖြစ်သူလိုလိုကလည်းသူ့သမီးအဲ့လိုဆက်ဖြစ်နေတာမကြည့်ရလို့ဆွေမျိုးအားလုံးကိုခေါ်ပြီးစိန်ဝဒီကိုကိုင်ရင်းနဲ့ဝက်ပြူဆူတောင်းလိုက်တယ်ဆူတောင်းတာကအလုပ်ဖြစ်သွားတယ်ပဲပြောရမလားအဲမကောင်းဆိုးဝါးဝင်းကြီးကသူမရဲ့ခန္ဓာကိုယ်ထဲကမထွက်ခင်မှာပဲကျွန်တော်အမေပြောပြတာကသူမနတ်မောင်နဲ့ချွဲကြီးကြီးအရေးတွေအများကြီးအန်ခဲ့ရတဲ့ပါအဲမကောင်းဆိုးဝါးလဲသူမရဲ့ခန္ဓာကိုယ်ထဲကထွက်သွားတဲ့အခါမှာသူမချက်ချင်းပဲအဲ့အပေါ်မှာပဲတည်ဆုံးသွားခဲ့တယ်။ကံကောင်းစွာနဲ့ပဲအဲမကောင်းစွာဝင်းကြီးကအခန်းထဲကဆူတောင်းပေးသူတယောက်မှကိုထပ်ပြီးဝင်မပူးခဲ့တာပါ။ကျွန်တော်ဒီနေ့အထိမကောင်းဆိုးဝါဝင်ပူးတယ်ဆိုတာမမြင်ဘူးပေမဲ့ကျွန်တော်အမေပြောပြတဲ့သူ့ညမဝင်ပူးတယ်ဆိုတာကိုတော့လုံးဝကိုယုံကြည်ပါတယ်။ဘာလို့ဆိုဒီဖြစ်ပျက်ကိုအဖွားကိုပြန်မေးကြည့်လိုက်တော့လဲလုံးဝကိုမှန်တယ်လို့ပြောခဲ့လို့ပါ။ဒီကနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်ခုဒီဗီဒီယိုကြည့်နေတဲ့သူတွေရဲ့အနည်းပတ်ဝန်းကျင်မှာလည်းဒီလိုမျိုးတဲတစေပရာလောကဝင်းကြီးနေပူကခံတဲ့သူများရှိလားရှိခဲ့လို့ရှိရင်လည်းကွန်မန့်ဝင်ပြပေးခဲ့ကြပါအောင်ကျမတို့အခုချိန်ထိမကြုံခဲ့ဘူးသေးပါဘူးရှင်ကဲဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုနှုတ်မဆက်ခင်မှာဒီဗီဒီယိုရဲ့မူရင်းဗီဒီယိုပိုင်းရှင်ကိုလည်းကျမက credit ပေးပါတယ်လို့ပြောချင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့မှဒီထက်ပုံမကောင်းမွန်တဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်ရှင်အားလုံးပဲဘိုင်ဘိုင်ပါ